အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားနှစ်ခုပေါ့နော်ဒါကို English လို့ဘယ်လိုလွယ်လွယ်ကူကူနဲ့ရေးသားပြောဆိုသုံးနှုန်းလို့ရလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်ရှင်ပထမဆုံးတစ်ခုကထီးတော်တင်လှူပွဲပေါ့နော်ကျမတို့တွေဖျားစီကြီးတွေမှာထီးတော်တင်လှူပူဇော်ကြတယ်ပေါ့နော်ဆိုတော့ဒီထီးတော်တင်လှူပွဲကိုအရှိရေးတော့ရတယ်အရှိသုံးပြောဆိုရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့လွယ်လွယ်ရှင်းရှင်းလေးနဲ့ဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင် umbrella hoisting ceremony UMBRELLA umbrella ဒါတော့ကျမတို့ theory ဖြစ်တဲ့အတိုင်းပဲ T ပေါ့နော်ဒီမှာမှကျမတို့ရွှေ T ပါညာဒီလိုမျိုးပြန်ပြီးတော့အထူးပြုချင်တယ် modify လုပ်ချင်တယ်ဆိုရင်တော့ golden umbrella ဒီလိုမျိုးတော့ရေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ anyway လောလောဆယ်မှာကျမတို့ T တော့တင်လူပွဲဆိုရင် umbrella hoisting 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 ဆိုတာဒီလိုအပေါ်တင်လှူပူဇော်လိုက်တာမျိုးပေါ့နော်အပေါ်တင်လိုက်တာမျိုးနောက် ceremony 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 ဒါကတော့ event ပေါ့နော်ဒီလိုအခမ်းအနားမျိုးဆိုတော့ထီးတော်တင်လှူပွဲကို umbrella hoisting ceremony အဲ့လိုပဲဒီခါလေးမှာကျမတို့ဒီစိန်ဖူးတော်ပေါ့နော်ဒါတင်လူပူဇော်ပွဲပေါ့ဆိုတော့စိန်ဖူးတော်ဆိုလို့ရှိရင် diamond bed hoisting ceremony DIAMOND diamond ဒါစိန်ပေါ့နော်ပြီးရင် BUD bed ဆိုတော့ diamond bed ဆိုတာစိန်ဖူးပေါ့နော်ပြီးရင် hoisting 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 ဒါအပေါ်တင်တာဆိုတော့ ceremony ကအခမ်းအနား diamond bed hoisting ceremony ကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြပါမယ်